မျက်နှာလေးလဲ skin care လေးပြီးပြီ sun cream လေးပြီးပြီဆိုတော့ဒီနေ့ကတော့အင်္ဂါနေ့ပေါ့နော်အင်္ဂါနေ့လေးဆိုတော့ခေါင်းလဲလျှော်ထားတယ်နှခမ်းညီလေးကကြတော့မြတို့ရဲ့ ferry မှာဆိုရင်တော့တရက်ကိုတရားစိုးချင်တဲ့သူတွေအရာမထက်ချင်တဲ့သူတွေဆိုရင်တော့အရန်မှလွယ်ကူပါတယ်။ဘာကြောင့်မို့လဲဆိုတော့မြတို့ ferry ကနှခမ်းနေ့ကို9ရက်9ရောင်ထုတ်ပေးထားတာပေါ့နော်။အဲ့ဒါဆိုရင်တော့တနင်္လာနေ့အရောင်လိမ်မော်ဖောက်လေးဖြစ်ပါတယ်။ဒါကကြတော့အင်္ဂါနေ့ရောင်ပန်းငပီရောင်လေးပေါ့နော်အရင်ကမှဖြော့လေးနဲ့လာတယ်ပေါ့နော်ဒါကကြတော့အရောင်ရောက်ဆုံးတဲ့မိန်းကလေးတိုင်းရဲ့မျက်နှာမှာအလားကိုအထင်ဟပ်ဆုံးဖြစ်တဲ့ပန်းစီရောင်လေးဖြစ်ပါတယ်ရှင်အရှမ်းမှာရောက်ရတဲ့ဗုဒ္ဓဟူးနေ့အရောင်လေးဖြစ်ပါတယ်ဒါကလည်းပန်းခရမ်းရောင်လေးပေါ့နော်တနေကုန်ခံချင်တဲ့ဘာစားစားမပြစ်ချင်ဘူးဒါ9ရောင်လောက်ကတော့ဘာစားစားမပြစ်ဘူးပေါ့နော်ဒါပေမဲ့ပို့ပြီးတော့ခံချင်တယ်ဆိုရင်တော့ဒီပန်းခရမ်းရောင်လေးကိုရွေးချယ်ပါရှင်အရန်ကမှမိုက်တယ်ပန်းခရမ်းရောင်လေးကိုမှသူကလုံးဝအရောင်ဆက်ဆန်းလေးပေါ့နော်ကြတော့မြက်ရဲ့အကြိုက်ဆုံး favorite ဖြစ်တဲ့အနီရောင်လေးပေါ့နော်မြက်အရန်ကြိုက်ပါတယ်မြက်ကတော့အနီရောင်ဆိုအရန်ကြိုက်တယ်အသားညိုတယ်ပဲပြောဘာပဲပြောကွယ်အနီရောင်ဆိုရင်လေပြောမယ်ဆိုရင်လက်ကောက်တွေကအစအနီခက်ခဲပဲဝတ်ချင်တာအရန်ကြိုက်တယ်ပေါ့နော်အဲ့တော့မြဲ favorite ဖြစ်တဲ့အရောင်ဆိုအရင်ဆုံးကုန်သွားတာအဲကြောင့်မို့ဒါပဲဆိုတာအမြဲတမ်းအဲ့တော့ဒီခဏရောင်ထဲမှာကျန်တဲ့ဟာတွေကအစကတည်းကဖောက်ထားတာဒါကကြတော့ဟိုနေ့ကဖောက်လိုက်တဲ့ဘူးလေးပေါ့နော်အဲ့ဒါကြတော့စနေနေ့အုတ်ကျိုးရောင်လေးပါအရန်လာပါတယ်သူကလည်းအသားရည်မရွေတုံလို့ရတယ်အခုမြဲတို့ ferry မှာထုတ်ထားတဲ့9ရောင်လောက်ကပဲရောင်လောကမရှိဘူးအသားရည်မရွေတုံလို့ရတဲ့အရောင်လေးတွေဖြစ်တဲ့အတွက်ကြောင့်မို့အသက်လေးတို့ရွေးချယ်မှာယူမယ်ဆိုရင်အရန်မှအဆင်ပြေပါတယ်မြတ်ပြောချင်တယ်လို့ပေါ့နော်တရက်တရောင်မထက်ပဲစိုးချင်တယ်ဆိုရင်တော့ ferry 9ရောင်လောက်တော့ဝယ်ချလိုက်အရန်လိုက်တယ်အရန်မိုက်တယ်ပေါ့နော်အရန်လိုက်တယ်လားဖြစ်သွားပြီမားကုန်တယ်ဘာဖြစ်လို့အရန်မိုက်တယ်လို့ပြောလဲဆိုတော့9ရောင်လောက်ဝယ်ရင် VIP ဈေးရှိတယ်လက်ကားဈေးရှိတယ်ဒါကြောင့်မို့တန်းတယ်ပေါ့နော်ပြီးတော့တယ်လီတို့ဒီတစ်ခါပဲ9ချောင်းလောက်ဝယ်ရမှာဒီတစ်ခါဝယ်ပြီးတော့နောက်တစ်ခါတရားကုန်သွားလို့ထပ်ဝယ်တယ်ဆိုရင်3900ထိရော့တဲ့ဈေးနဲ့တယ်လီတို့ရာတက်ပန်ဈေးနဲ့ရမှာပေါ့နော်လက်ကားဈေးရာတက်ပန်ဈေးနဲ့ဖြစ်သွားမှာအဲ့လိုပြပြတာပေါ့နော်အဲ့တော့ဒါကကြတော့စနေနေ့ရောင်လေးဒါကကြတော့အခြေဆုံးမတွေအရန်ဆိုးတဲ့အရောင်အရန်လာတယ်နော်ဒီရောင်လေးဒီရောင်မီတော့လေမြဲအသားရည်နဲ့စစ်ပြေးမှာမဟုတ်ဘူးလို့ထင်ခဲ့တာဒါပေမဲ့စိုးလိုက်တဲ့အချိန်မှာ तू ကလေပြောလေးစိုးတဲ့ဆိုရင်တရောင်ထွက်တယ်နစ်လေးစိုးတဲ့ဆိုရင်တရောင်ထွက်တယ်အရှမ်းမိုက်တယ်ဒီ wine color လေးပေါ့နော်အရှမ်းမိုက်တယ်အဲ့တော့9ရောင်လောက်ကပယ်ရောင်မရှိတာဖြစ်တဲ့အတွက်ကြိုက်တဲ့ရောင်ကိုရွေးချယ်မှာယူလို့ရပါတယ်မြတ်ကတော့ဒီနေ့ကတော့ထုံးစံတိုင်းသူ့ရင်းနဲ့သူ့ရောင်ပေါ့နော်မြတ်တို့မှာတော့ထက်တယ်လို့မရှိဘူးကွယ်တရက်တရောင်သူ့ရင်းနဲ့သူ့ရောင်စိုးလိုက်တာပဲအဲ့တော့စဉ်းစားနေကြလည်းမလိုဘူးကွယ်ဒါကြောင့်မို့နှခမ်းတွေကို quantity ကောင်းနဲ့တိတ်ချော်တန်တွေနဲ့ရှင်လို့ရပြီးတော့ကောင်းတဲ့နှခမ်းတွေမျိုးသုံးချင်တယ်နှခမ်းသားမပစ္စည်းတာကိုလိုချင်တယ်အဖက်မလန်တာကိုလိုချင်တယ်ဆိုရင်တော့မြတ်တို့ ferry list လေးကိုသုံးဆန်းကြည့်ဖို့မြတ်တော့ပြောချင်ပါတယ်ရှင်လေရောင်းလို့မရဘူးเนาะခုခေတ်မှာအဲ့တော့သုံးကြည့်ပါအဆင်ပြေတယ်ဆိုရင်ထုတ်ဝယ်လို့ရတယ်ပေါ့เนาะတော့ဒီကြောင်လေးဆိုပါမယ်မြတ်ရဲ့ပေါ့เนาะဒီအရောင်လေးဆိုရင်မြတ်အရေးကလေမကြိုက်ဘူးကွယ်မြတ်အရောင်ဖြော့တာမကြိုက်ဘူးအရောင်နစ်လေးပဲကြိုက်တယ်မြတ်ဒါပေမဲ့ဒီရောင်လေး3-5ချိန်လောက်ဆိုးလိုက်တဲ့အခါမှာလေကြိုက်သွားတယ်လို့ပဲသူ့ရဲ့အရောင်ကလေမျက်နဲ့လိုက်တယ်လို့ခံစားရတယ်ကွယ်အစဆိုးတော့ဆိုရင်မကြိုက်ဘူးဒီပန်းငပိရောင်လေးကိုမကြိုက်တာအမှန်ပါဒါအမှန်တိုင်းပြောပြတာနော်မှန်ရပြောရင်ချမ်းသာစီလုံးဝမကြိုက်ဘူးဒါပေမဲ့လေ3-5ချိန်ကိုကရောင်းတဲ့လူဖြစ်တဲ့အတွက်ကြောင့်မို့မကြိုက်လဲဆိုးရမှာပဲလေနော်မလိုက်လဲဆိုးရမှာပဲဒါပေမဲ့လေ3-5ချိန်လောက်ဆိုးလိုက်တဲ့အခါမှာလေမျက်နှာနဲ့လဲလိုက်တယ်အရောင်လေးကလေညင်လေးနဲ့အရန်လာတယ်ကွယ်ဒါကြောင့်မို့မြတ်တော့သူ့ကိုကြိုက်လာတယ်လို့ပဲပြောရမှာပေါ့နော်အခုဆိုရင်ဒီရောင်လေးဆိုးဖို့လည်းမကြောက်တော့ဘူးအရင်ကကြောက်တယ်ကွယ်ကိုကမဲတာဖြစ်တဲ့အတွက်ဒီလိုအရောင်ဖြို့တွေတဲလိုက်ရင်မျက်နှာကမလင်းတော့ဘူးပြီးတော့ကိုနဲ့မလိုက်ဘူးလို့ထင်တာပေါ့နော်အဲ့တော့အခုဆိုရင်လေဒီနှခမ်းတွေကိုစိုးပြီးတဲ့အချိန်တိုင်းမှာလေပို့ပြီးတော့မျက်နှာလင်းလာတယ်လို့ခံစားရတယ်သူကလေအရောင်ငင်လေးနဲ့လေဖြော့လေးကြိုက်တဲ့မတွေဆိုရင်တော့ဒီကာလာလေးကိုစိုးသိမယ်ပေါ့နော်အဲ့တော့9ရောင်ရှိတာဖြစ်တဲ့အတွက်ကြောင့်မို့ကြိုက်တဲ့အရောင်ကိုရွေးချယ်မှယူလို့ရပါတယ်သူ့ရဲ့အာနိသင်ကဒီမှာကြည့်လိုက်နှခမ်းပေါ်မှာစိုးနေတာလည်းမဟုတ်ဘူးခြောက်သွားတာလည်းမရှိဘူး
နှခမ်းသားလောအဖက်မလန်ဘူးတနေကုန်ခံတယ်ဘာသာစမပစ်ဘူးရေဆိုခံတယ်ချွေးဆိုခံတယ်အနမ်းပေးအောင်မပြစ်ချင်ဘူးဆိုရင်တော့တလေးတို့တစ်ခုတော့လှုပ်ရလိမ့်မယ်နှခမ်းကြီးစိုးပြီးတဲ့အချိန်တိုင်းမှာဒီမှာကြည့်လိုက်ညက်တရေလှုပ်ထားတာပေါ့နော်စိုးပြီးတဲ့အချိန်တိုင်းလှုပ်တာမရအဲ့တော့စိုးပြီးတဲ့အချိန်တိုင်းမှာနှခမ်းကိုဒီလိုလေးတစ်ဆူးလေးနဲ့သုံးပေးပါဒါဆိုရင်ခွက်လေးမှာမြတ်တို့ရေတောက်တဲ့ခွက်တွေမှာပေသွားမှာမပူရဘူးအနမ်းပေးအောင်မပစ်ဘူးမပေဘူးပေါ့နော်ဒါကြောင့်မို့ဒီလိုလေးတော့လှုပ်ပေးပါဒီမှာကြည့်လိုက်တရေလှုပ်ထားတာလေနေ့တိုင်းလှုပ်တယ်ပေါ့နော်အဲ့တော့မပစ်ဘူးမြက်နှခမ်းနေရတော်ရုံဆိုင်တော့မပစ်တတ်နေ့တိုင်းလှုပ်တာအဲ့တော့ဒီတပိုင်းပြည့်တယ်ဆိုရင်တော့တပိုင်းပြန်လဲမှာပေါ့နော်အဲ့တော့ဒီမှာအယောင်ဆုံးပဲကိုကတရေတောင်ဆိုးတယ်လေနော်အဲ့တော့မပြည့်ချင်ဘူးဆိုရင်ဒီလိုလေးတာလှုပ်ဒီလိုလှုပ်လိုက်လို့နှခမ်းကြီးလေပြစ်သွားလားဆိုတော့ဒီမှာကြည့်လိုက်လောကမပြစ်သွားဘူးနော်တန်ခဲရအောင်လေးရမ်းလာတယ်နော်အဲ့တော့ဘိုင်ပါလူချင်းနေဆိုရင်မယူလို့ရပါတယ်ဘယ်မျိုးနယ်မဆိုအယောင်ဝချီပို့ပေးတာဖြစ်တဲ့အတွက်ကြောင့်မို့စိတ်ချလက်ချမယူအပ်ပေးလို့ရပါတယ်ရှင်ဘိုင်ပါ9ရောင်ရှိတာဖြစ်တဲ့အတွက်ကြိုက်တဲ့ຢာကိုမယူလို့ရပါတယ်